1115ခုနှစ်နတ်ဒေါ်လာဆမှာတော့ကွေကုံနိုင်အင်ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်အစောပိုင်းပထမတိုက်ခိုက်ချိန်မှာမအောင်မြင်ခဲ့ပေမဲ့ဒုတိယထပ်မံတိုက်ခိုက်ချိန်မှာတော့ဂုံနိုင်ထွက်ပြေးသွားခဲ့ပြီးလူဒူလက်နဲ့အမြောက်များကိုရရှိခဲ့ပါတယ်မြောက်ပိုင်းဒေါ်လာကိုလည်းငြိမ်သက်သွားအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်နောက်ထပ်တိုက်ရမှာကတော့မြန်မာတို့ရဲ့မိနေပြီးတော့အင်းဝါကိုတင်ပိုက်ထားတဲ့ရန်သူဟန်တောင်တွေတပ်တွေကိုတိုက်ခိုက်ပြီးအင်းဝနေပြီးတော့ကိုပြန်လည်ရယူရမှာဖြစ်ပါတယ်အင်းဝကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ချီတက်ပြီးတိုက်ခိုက်ခဲ့ပေမဲ့မရဖြစ်နေခဲ့ရကနောက်တစ်ခါနှစ်ဖက်ညှက်ပြီးတိုက်ခဲ့ပြန်မှာရန်သူတပ်များကိုအပြင်းထန်ကာကွယ်နေတဲ့ကြားကအင်းဝအတွင်းကမြန်မာတွေကလည်းဟန်တာဝရီမင်းကိုစန့်ကျင်တဲ့တဘောဖြစ်နေတာကြောင့်နယ်တော်လာပြီးတော့73ရက်နေ့ညမှာတော့တိတ်တဆိတ်ထွက်ပြေးသွားခဲ့ကြအင်းဝတင်ပြီးတဲ့နောက်အထက်မိုးညင်းမိုးကောင်းကိုတက်သိမ်းရကမုံဝိတ်စော်ပါဗမောစော်ပါတို့ကတစ္ဆာလာခံကြပါတယ်ကိုမောင်နေမီဟာပုံမူကျေပြန့်လာခဲ့ပါတယ်ဟန်တာဝရီတို့ဟာအင်းဝကိုအလွတ်မပေးဥပယာစာကိုယ်တိုင်ဗိုလ်ချုပ်အဖြစ်အုပ်ချုပ်ပြီးတိုက်လေထောင်းနေရရိခါလေထောင်းတော့ရစစ်သားတသိန်း2500ပါဝင်တဲ့တက်ကြီးချီလာခဲ့ပြန်ပါတယ်မင်းတရားကြီးကလည်းဒီတရင်ကိုကြားတော့အင်းဝကိုအင်အားအပြည့်ထပ်ဖြည့်ပြီးတားတော်ကိုပူပေါင်းတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်ရန်သူတပ်ကိုလန်ကေးမှာကြိုတင်တိုက်ခိုက်ခဲ့ကြပေမဲ့အင်အားမရတာကြောင့်စုခွာလာခဲ့ကြရကအင်းဝမြို့တိုင်းပြန်ရောက်ခဲ့ပါတယ်ရန်သူတပ်ကလည်းကုန်းချောင်းရေချောင်းအင်အားအလုံးရင်းနဲ့ပိတ်ဆို့ထားခဲ့ကြပြန်ပါတယ်အလောင်းမင်းတရားကြီးကညီတော်တရုတ်တင်ခတ်သူကိုကြောင်မြုံကနေခုခံရန်နဲ့တားတော်တရုတ်ဓမ္မရာဇာကိုစကိုင်းကနေခုခံရန်တာဝန်ပေးခဲ့ပါတယ်အလောင်းဖျားကိုယ်တိုင်ကလည်းငါသည်၎င်းငါမရန်သူသည်၎င်းအမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်သူသာအနိုင်ရပါစေတစ္ဆာဆိုခဲ့ပါတယ်ဒါကိုရဲမှတ်တင်မြတော့စိတ်တက်ကြွပြီးဒါလဘန်ရဲ့လီတပ်ကိုအတင်းဝင်ရောက်တိုက်ခိုက်ခဲ့ရကရန်သူကိုထင်သေးတဲ့ဒါလဘန်တပ်ပြစ်ပြီးစုံစင်းပြီးခဲ့ရပြန်ပါတယ်ဒါလဘန်ပြီးတော့သူ့ရဲ့တပ်လီ600ခန့်ကိုရလိုက်ပါသေးတယ်ဒီတဲ့အင်အားထပ်ပြေးသွားခဲ့ပြီးထွက်ပြေးသွားတဲ့ဟန်တာဝီတပ်တွေနောက်ကိုထက်ချက်လိုက်တိုက်ခိုက်ခဲ့ပါအဲဒီကနေရွှေကျက်ရက်ကနေတဆင့်ခရမ်းပေါက်အထိလောင်မင်းတရားကိုယ်တိုင်ကူခဲ့ပြီးတိုက်ခိုက်ခဲ့တာအိမ်မမျိုးဆောင်တော့ကလည်းလောင်မင်းတရားရဲ့ရေတပ်နိုင်နေဆိုတော့တိရတော့မြို့ကိုဝန်းရံထားတဲ့ဟန်တာဝီတပ်တွေကိုထွက်ပြီးတော့တိုက်ခိုက်ပါဟန်တာဝီတပ်တွေလည်းကြာကြာမခံနိုင်ပဲစုခွာထွက်ပြေးပြီးဥပယာစာနဲ့တောင်းပေါင်းရပြန်ပါအလောင်မင်းတရားကတော့ထက်ချက်လိုက်ပြီးတိုက်ခိုက်ရကဥပယာကလည်းဟန်တာဝီအထိစုံစင်းပြီးခဲ့ရပါတော့အလောင်ဖျက်တပ်တွေကအဲ့ဒီတိုက်ပွဲမှာလည်းရိခါတိုက်လေအမြောက်တနက်ခေရန်3ပန်းမြောင်းများစွာကိုရရှိခဲ့ပြန်ပါတယ်တခါအလောင်းမင်းတရားရဲ့အောင်မြင်မှုကိုကြားတော့ဟန်တာဝီလက်အောက်ရောက်နေတဲ့အာကာရွှေတောင်ဦးစီးတဲ့မြန်မာများဟာပြည်မှာရှိတဲ့ဟန်တာဝီတွေကိုတိုက်ထုတ်ခဲ့ကြပြန်ပါတယ်အာကာရွှေတောင်အောင်မြင်ပြီးဟန်တာဝီတပ်တွေထွက်ပြေးသွားခဲ့ကြရပါတယ်ဟန်တာဝီပြင်ကပြည်မြို့ကိုလက်လွတ်လို့ရှိရင်ဟန်တာဝီကိုလည်းရောက်လာလိမ့်မယ်ဆိုတာသိတဲ့ကြောင့်ပြည်ကူတို့ရဲ့စစ်တူကြီးများဖြစ်တဲ့လက်ကုန်းအင်တမိန်တန်လိုက်ဒါလပန်းစောပြတို့ကိုတက်စီဦးစီးစီပြီးအင်အားလုံးရင်းနဲ့ဆေးလွတ်ခဲ့ပြန်ပါတယ်ပြည်မြို့ကဒါပေမဲ့အာကာရှိတော်ကပြည်မြို့ကိုပိတ်ပြီးခံစစ်ဆင်တိုက်ခိုက်ခဲ့ရကမရရှိပဲဖြစ်နေခဲ့တာပါအာကာရွှေတောင်ကတခါတည်းရန်မြို့ပြင်ကိုထွက်ပြီးဟန်တာဝတီတပ်တွေကိုပြန်လည်တိုက်ခိုက်တာကြောင့်ဟန်တာဝတီတပ်တွေလည်းအစိုးမရဖြစ်နေခဲ့တာပါတရက်မှာတော့အာကာရွှေတောင်မြို့ပြင်ထွက်ရောက်တိုက်ခိုက်ချိန်အာကာရွှေတောင်ရဲ့မြန်အပြောက်မှန်ပြီးအာကာရွှေတောင်အဖမ်းခံလိုက်ရပါတယ်အဲ့လိုအဖမ်းခံလိုက်ရတဲ့အချိန်မှာတော့ချက်ချင်းပဲခွင့်မြှောက်လိုက်ကြပါတယ်ဒါပေမဲ့ပြည်မြို့ကတော့ကြာမသွားပါဘူး14မြို့ဝင်တရိုးကျော်တို့ကဦးစီးပြီးတော့တိုက်ခိုက်နေခဲ့ကြပြန်တာအလောင်းဖျားထံကိုလည်းစတားစီလို့ပြီးအာကာရွှေတောင်ကြာချုံသွားပြီဖြစ်ကြောင်းလောင်ဖျားကိုရှောက်တင်ခိုင်းပါတယ်အဲ့ဒီခါမှာတော့အလောင်းမင်းတရားကြီးကိုယ်တိုင်ဘယင်မင်းမြတ်အဆောင်ရောင်အပြည့်စုံနဲ့စစ်ချီလာပါတော့တယ်မင်းလာစီတူကသူ့ကိုစီဦးဘလူးဖြင့်ထားပါဆိုတာနဲ့အလောင်းမင်းတရားကမင်းလာစီတူကိုစီဦးဘလူးဖြင့်ထားပြီးတော့ရေချောင်းကနေချီတက်လာခဲ့ပါတယ်အဲ့လိုနဲ့မင်းလာစီတူတက်ကြီးဟာပထမဆုံးရေနံချောင်းမှာရှိတဲ့ခုခံနေတဲ့ဟန်တာဝတီတပ်တွေကိုချိန်မုံပြီးတစ်ဆက်တည်းမလွန်အဲ့ဒီကနေညောင်ပဲစိတ်တဆင်းချင်းတိုက်ခိုက်ခဲ့ရဟန်တာဝတီတပ်တွေလည်းပြည်မြို့အထိဆုတ်ခွာထွက်ပြေးရပြည်မြို့မှာဝန်ရံထားတဲ့ဒလဘန်တပ်တွေကအလောင်းဖျားတပ်ကြီးချီလာပြီးထင်ကထွက်ပြေးသွားခဲ့ကြဟန်တာဝတီတပ်တို့ဟာပြည်စံတော်ရှင်ဖျားကိုလာအခြေပြုပြီးတော့တိုက်ခိုက်ဖို့ကြံခဲ့ကြပြန်ပါအလောင်းမင်းတရားကလည်းပြည်ရွှေစံတော်ဖျားမှာရှိတဲ့ဟန်တာဝတီတပ်တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်တော်တော်နဲ့တိုက်မရဖြစ်နေခဲ့တာပါတနက်ကတော့လိုက်တဲ့အပေါ်ကပွဲညက်ရည်စိန်ပြောင်းအမြောက်တို့နဲ့ပြစ်ခတ်တာလှုပ်ဆောင်နေတာကိုအလောင်းဖျားကချင်းလုံးကြီးမှရက်လို့စီပြီးကောက်ရုပ်ထက်ကတွန်းတက်ပြီးရန်သူချန်စီယိုနာရောက်မှရန်နံငရုပ်ရောထားတဲ့မိတို့တွေကိုမိရှုပြီးမှိုင်းလိုက်ခဲ့ပါတယ်အဲ့လိုနဲ့မခံနိုင်တဲ့အချိန်မှာထွက်ပြေးသွားခဲ့ကြပြန်ပါတယ်ဒီမြို့ဟန်တာဝတီတပ်တွေလုံးဝကင်းစင်သွားပစ္စည်းထားတဲ့ဖျားကြောင်းကန်စီတွေကိုရက်20ကြာပြုပြင်စီမံနေခဲ့ပါတယ်အဲ့ဒီနောက်လွန်စစ်ကိုရောက်ပြီးမြို့တက်တည်ခဲ့ပါတယ်အဲ့ဒီမြို့ကိုတော့မြန်အောင်လို့တမုတ်ခဲ့ပြီးရက်30ကြာဆံမြန်ခဲ့ပါတယ်အဲ့ဒီချိန်မှာပတိန်ဟန်တာဝတီအုတ်ကန်30လူစားတွေကအလောင်းမင်းတရားတန်ခိုလုံခဲ့ကြပါတယ်လာရောက်ပြီးတစ္ဆာခံကြတပံတခုံကိုဆက်လက်စုပ်ဆင်းပြီးတော့ကဆုံလာဆန်း4ရက်နေ့မှာတော့သူ့ရဲ့ရှေ့ပြီးလူတွေဟာစောပြဒါလဘန်တို့ရဲ့လေတက်တွေနဲ့တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်
ရှေ့ပြေးတပ်များကရှေ့မတိုးနိုင်ဖြစ်နေချိန်မှာတားတော်နှစ်ပါးရဲ့တပ်များကနှစ်ဖက်ညှပ်ပြီးအမြောက်များနဲ့ပစ်ခတ်ခဲ့ကြပါတယ်အပြင်းထန်တိုက်ခိုက်တာကြောင့်အမြောက်တနက်တန်တွေကိုအလောင်းဖျားကြားတဲ့အချိန်ကျမှအရေးတော်ပေါ်ပြီးဆိုပြီးသူ့ရဲ့လေကိုအတင်းဆုံဆင်းစေခဲ့ရရန်သူခန္ဓာတွေတပ်တွေဟာအလောင်းဖျားကိုမြင်ဆက်မတိုက်ဝင်တော့ပဲထွက်ပြေးသွားခဲ့ကြပါတယ်အဲ့ဒီတိုက်ပွဲမှာလည်းအမြောက်လက်နက်တွေထပ်ရခဲ့ပါတယ်ဆက်လက်ချီတက်ပြီးပန်းလိုင်းမှာလည်းတိုက်ခိုက်ခဲ့ကြရကခန္ဓာတွေတို့လည်းဆုတ်ခွာထွက်ပြေးခဲ့ရပြန်ပါတယ်အလောင်းဖျားလည်းတကုံမျိုးဟောင်းကိုခိတ္တဆန်တော်မူပြီးမြို့တည်အင်္ဂါရနဲ့အညီတကုံမျိုးဟောင်းနေရာကိုမြို့တည်တေတော်မူခဲ့ပြန်မှာရန်ပေါင်းကုံစင်အောင်တိုက်ထုတ်နိုင်တဲ့အတွက်ရန်ကုန်မြို့လိုမှဲ့ခေါ်ခဲ့ကြပြန်မှာရန်ကုန်လက်လိုက်ရတဲ့ဟန်တာဝတီတို့ဟာမင်းတရားကြီးသူတို့စီလာမတိုက်ခင်သူတို့လက်ဦးအောင်တိုက်ရမှာယုံကြည်ပြီးမင်းတရားကြီးရဲ့ရေးခါပုလီများကိုတန်လင်ကနေဖြတ်ပြီးတော့တိုက်ခတ်ခဲ့ကြပါတယ်ဟန်တာဝတီတမကရွှေတကုံဖုံးတော်ပေါ်မှာတမလာတဲ့ကြောင့်ကြားရတဲ့အချိန်မှာတော့တောက်တော်နှစ်ပါးကိုပညာချီတက်စီပြီးမင်းတရားကိုယ်တိုင်အလေချောင်းချီပြမင်းလာမင်းကောင်ကိုတမှုကြီးခံပြီးတိုက်ခတ်ခဲ့ကြပြန်မှာအဲ့ဒီမှာလည်းဟန်တာဝတီတပ်တို့စုတ်ခါထွက်ပြေးသွားခဲ့ရပြန်မှာလက်နဲ့အမြောက်တုံးပန်းတွေလည်းရရှိခဲ့ကြပြန်ပါသေးတယ်။တပန်အာရီယာနေမှာဘောင်းနစ်မိနစ်မှာတန်9တက်ဆွဲထားကြောင်းကိုကြားတည်ရတဲ့အခါမှာတော့မင်းတရားကြီးကိုတွားရောက်တက်ခိုက်ဖို့ဆောင်ရွက်ခဲ့ပါတန်9တက်အခိုင်မှာခံစစ်ဆင်ထားတာကြောင့်ပထမတစ်ချိန်မှာတိုက်ခိုက်ယူမရပဲမင်းတရားကြီးတက်အထိနာပြီးပြန်ဆုတ်ခဲ့ရပါတယ်။ပြန်လည်စုဖွဲ့ပြင်ဆင်ပြီးဒုတိယအကြိမ်ထပ်တက်ခိုက်ချိန်မှာတော့တာဝတီတန်9တက်အလုံးပြုတ်ပြတ်သွားခဲ့ရပြီးထွက်ပြေးသွားခဲ့ကြရပြန်ပါတယ်။တာဝတီဘက်ကဟိုင်းကြီးကျွန်းမှာရှိတဲ့ကလပ်ဖြူများဝင်ရောက်တိုက်ခိုက်တဲ့တဲ့တင်ကိုကြတော့ဟိုင်းကြီးကျွန်းမှာရှိတဲ့ကလပ်ဖြူတွေကိုအလောင်းမင်းတရားကတိုက်ထုတ်စေခဲ့ကြတော့ရန်ကုန်ကိုတိတ်မိုက်ပြီးချိန်မှာတော့ရန်ကုန်မြို့ဆောင်အဖြစ်မင်းလာမင်းကောင်ကိုတာဝန်ပေးခဲ့ပါတယ်။မင်းတရားကြီးကရွှေတကုံစီတီတော်မှာဇေယျတုံးဆောင်ဆောက်လို့လှူဒန်းခဲ့ပါတယ်။စီတော်မျိုးတော်မူမဲ့ဘုံမှုတို့ကိုလည်းပါဝင်လှူဒန်းစေခဲ့ပါတယ်။ရန်ကုန်မြို့ကနေတန်လင်ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာတော့ဟန်တာဝတီတပ်တို့ကလည်းလှေတပ်တုံးတက်လာရောက်တက်ဆွဲထားကြပါတယ်အလောင်းမင်းတရားကြီးကလည်းချက်ချင်းတိုက်လေ900ကျော်နဲ့တိုက်ခိုက်စေခဲ့ရကရန်သူတိုက်လေတွေပြည့်စည်ပြီးတော့တန်လင်ကိုပြန်ဆွဲသွားခဲ့ကြတန်လင်မျိုးတွင်မှာတော့ရေခါဝင်ရောက်ခြင်းမရှိအောင်ရေချောင်းကနေပိတ်ဆို့ထားခဲ့ပါတယ်ညအချိန်တန်လင်ကိုဝင်ရောက်တိုက်ခိုက်ပါသေးတယ်ကျွန်းကိုမကြော်ပြတ်နိုင်ပဲပြန်ဆုတ်ခဲ့ရတာပါတန်လင်ကိုတိုက်ခိုက်နေချိန်မှာတစ်ဖက်ကလည်းဟန်တာဝတီတို့စိတ်သက်ကြဆင်းစေမင်းလာမင်းကောင်နဲ့အခြားဘူ၄ယောက်ပါတဲ့မင်းတပ်ကြီးကိုဟန်တာဝတီမှာပန်းနှုတ်ဆိုင်ဖို့စေလွတ်ခဲ့ပါတယ်ဒါကိုဟန်တာဝတီတို့တီတော့လမ်းကနေစီးပြီးတော့တိုက်ခိုက်ကြပေမဲ့မတိုက်ခိုက်နိုင်ခဲ့ပဲဟန်တာဝတီမျိုးတွင်ထိချုပ်ခွာသွားခဲ့ရတာမင်းလာမင်းကောင်လည်းဟန်တာဝတီတကားပေါက်တဲ့မှာကရွတ်ကိုဆွဲခဲ့ပြီးတော့ပြန်လာခဲ့ပါကရွတ်မှာပါဠိဘာသာနဲ့ရေးထားတာကတော့အကျဉ်တရုတ်တို့ဒီခတ်တိန်တော်သူမပေတော့ဥစ္စာကိုခိုးဝယ်ယူဆောင်တတ်တော့ကြောင့်တူတကောင်းမင်းတို့နိုင်မရှိတူတကောင်းတရားမရှိတော့ကြောင့်ဟန်တာဝတီပြည်ဒီပျက်စီးစိတ်ငြိမ်ခြင်းဖြစ်လက်တန်လို့ရေးထားခဲ့တာမင်းတရားကြီးတန်လင်ကိုတိုက်ခိုက်တဲ့အချိန်မှာတော့ဒေါဘုံကိုအရင်ဆုံးတိုက်ခိုက်ရပါဒေါဘုံကိုဝိုင်းရန်တိုက်ခိုက်ပေမဲ့မရရှိနေခဲ့တာပါဒါကြောင့်ဝိုင်းရန်တိုက်ခိုက်ခြင်းမပြုတော့ပဲဥမင်များတူပြီးဥမင်ကတဆင့်မြို့အတွင်းကိုဝင်ရောက်တိုက်ခိုက်မှတာဒေါဘုံကိုရရှိခဲ့ပါတန်လင်မှာတော့ဟန်တာဝတီတပ်တွေဟာပြင်သစ်အင်္ဂလိပ်တို့ရဲ့အကူအညီနဲ့အမြောက်လက်နက်တွေတပ်ဆွဲပြီးတော့ထားခဲ့တာပါအဲဒါကြောင့်မင်းတရားကြီးတပ်တန်လင်ကိုတိုက်ခိုက်တဲ့အချိန်မှာတော့အင်္ဂလိပ်ပြင်သစ်တို့ရဲ့အမြောက်တွေကမပြတ်ပစ်ခတ်နေခဲ့တာကြောင့်မင်းတရားကြီးတပ်တိုက်မရပဲဖြစ်နေခဲ့တာကြီးတရော်ရေးတရော်တိုက်မရဖြစ်နေခဲ့တဲ့အချိန်မှာအဲ့ဒီကာလမှာပဲမင်းတရားကြီးအတစ်တိဆောင်နေတဲ့ရေနန်းစက်ကြတမောကြီးရေချနိုင်ခဲ့ပါတယ်1118ခုဝါဆိုလပြည့်2ရက်နေမှာတော့ရေနန်းစက်ကြတမောကြီးနဲ့အတူတမောကြီး9စီးလှေတမငယ်များနဲ့အတူမင်းလာမင်းကောင်စစ်ကဲပြုပြီးတော့တိုက်ခိုက်ခဲ့ကြပြန်ပါတယ်တမောကြီးများကရန်သူအမြောက်များပစ်ခတ်မှုကြောင့်ရှေ့ကိုမတိုးနိုင်ဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာမင်းလာမင်းကောင်ဦးစီးတဲ့တူရဲကောင်အဖွဲ့ဟာလှေတမငယ်များကိုစီးပြီးရန်သူအမြောက်တမောကြီးများစီတီသွားကပြစ်ခတ်နေတဲ့ကြားကအတင်းလောက်ကသွားပြီးတမောကျောက်စုတွေကနေတဆင့်အမြောက်တမောကြီးပေါ်တက်ကရန်သူတပ်ကိုအတင်းဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပါရန်သူအမြောက်တမောများပျက်စီးတဲ့အချိန်ကျမှရေနန်းစက်ကြတဲ့တမော9စီးဟာချီတက်တိုက်ခိုက်ကြရကရန်သူတမောအမြောက်တွေပျက်စီးသွားခဲ့ပါရန်သူရေတပ်ပျက်စီးတော့အလောင်းမင်းတရားချက်ချင်းကြီးတက်ကနေချက်ချင်းကြီးတက်ရေတက်ညှက်ပြီးတန်လင်ကိုတိုက်ခိုက်ခိုင်းမှာတန်လင်ဟာခံစစ်အကြနာပြင်ဆင်ထားတာကြောင့်တိုက်မရဖြစ်နေတန်လင်ကိုဝင်ဖို့အတွက်အခြေအနေကြည့်နေတဲ့အလောင်းမင်းဖျားရဲ့လက်ရုံတော့တနက်ဝင်ဦးကောင်းဟာအမြောက်ထိမှန်ပြီးဒီဆုံးခဲ့ရပါအလောင်းမင်းတရားကြီးကတာမန်ဝမ်းပိုက်တိုက်ခိုက်မြန်မှန်တီတော့လက်ရည်စင်တူရကောင်းများရွေးချယ်စီခဲ့ပြန်ပါတယ်လက်ရည်စင်တူရကောင်း93ယောက်ရရှိခဲ့ပြီးအဲ့ဒီ93ယောက်ကိုကောင်းစွာလေ့ကျင့်ကျွေးမွေးစားပြီးညအချိန်ကျမှမျိုးရိုးကိုတက်ပြီးတိုက်စီခဲ့ပါတယ်အဲ့ဒီလိုတစ်ချိန်မှာအပေါ်ကပွဲညက်ရီကြောက်တဲ့လောင်းချခြင်းခံရတဲ့အတွက်အလောင်းမတရားကြီးတရီကိုတစ်စိတုပ်ပြီးဒိုင်းချွန်ပြုတ်လုပ်ထားတဲ့ခမောက်တွေကိုဆောင်းထားစေခဲ့လက်ရည်စင်92ယောက်ဟာမျိုးရိုးကနေတစ်ဆင့်မျိုးအတွင်းလိုဝင်ရောက်နိုင်ခဲ့ပြီးမိရှုပ်လူရှုပ်တကားကိုဖွင့်တူဖွင့်တိုက်ခိုက်ခဲ့ကြရကတကားပွင့်သွားတဲ့အချိန်မှာ
မင်းတရားကြီးရဲ့တပ်ဟာအလုံးရင်းနဲ့ဝင်ရောက်တက်ခဲ့တာကြောင့်တန်လင်းကိုရရှိသွားခဲ့ပါတယ်ဒါပေမဲ့တန်လင်းကိုဦးစီးတဲ့တာလီဘန်ကိုတော့ဖမ်းမမိလိုက်ပဲလွတ်မြောက်သွားခဲ့ပါတယ်။ဘာလို့လဲကနေတန်လင်းမှာတန်လင်းကိုတိတ်တော့လက်ဖြူကလနဲ့1000ကျော်မြင့်တနက်အမြောက်တမောမြောက်များရရှိခဲ့ပါတယ်။ဒါဝီပုံမူတရားဆက်ဟာမင်းတရားကြီးရဲ့ပုံကံကိုကြောက်ရွံ့ပြီးအညံ့လာခံတာကြောင့်ဗညာဒလာပွဲဝေပြီးချီမြောက်ထားခဲ့ပါတယ်။ကိုအလိုတော်ပြည့်ပြီးဒင်းကျွလာဆန်9ရက်နေ့မှာတော့ဟန်တာဝီကိုလာရောက်မတိုက်နိုင်အောင်ကာကွယ်ထားတဲ့ကမာဘီကိုတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ဟန်တာဝီကိုတိုက်ခိုက်ဖို့အတွက်မင်းတရားကြီးဟာကြီးတဲ့နှစ်တက်မင်းလာမင်းကောင်ဗိုလ်ချုပ်ပြီးလို့ခိုင်းပြီးတားတော်မြည်သူမင်းနဲ့ဒီပေရမင်းသားတို့ကိုရေတက်17တက်စီဦးစီးစီခိုင်းခဲ့ပါတယ်။အလောင်းမင်းတရားကတော့တပ်ပေါင်း60ချန်ရန်လေးဆန်တော်မူခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲကိုအလောင်းမင်းတရားကြီးကိုယ်တိုင်စီမံတိုက်ခိုက်ခဲ့ပါတယ်။ဒီတစ်ခါမှတော့အလောင်းမင်းတရားကြီးဟာအထုရှစ်လက်မကန်ရှိတဲ့ပြင်ပြကြီးများကိုခံတက်လှည့်ရထားပုံစံပြုလုပ်ပြီးရထားအတွင်းမှာစစ်တီများကိုလိုက်ပါစီခိုင်းခဲ့ပါတယ်။တပ်သားများလှည့်ရထားနောက်မှလိုက်လာကြပြီးတိုက်ခိုက်ခဲ့ကြရာရန်သူတပ်များအထက်ထက်ကြာဆုံးလာခဲ့ပါတယ်။အဲ့လိုနဲ့ဟန်တာဝီဈေးညောင်ပင်တပ်မှာဆုတ်ခွာသွားတဲ့ရန်သူတပ်တွေစုပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြပြန်ပါတယ်။အလောင်းဖျားလဲတန်လင်းကိုတိုက်ခိုက်ပြီးကြံခဲ့တဲ့လူရဲကောင်း85ယောက်နောက်ထပ်206ယောက်ပေါင်း290ယောက်ကိုတနက်တလဲစီပေးပြီးဈေးညောင်ပင်ရဲ့တပ်ကိုတိတ်တဆိတ်တိုက်ခိုက်စေခဲ့ပါမြို့တွင်လူရဲကောင်း100ခန့်ဝင်ရောက်ပြီးရွှေဘိုဓာတ်ကွာလို့အများတန်းပေးပြီးတိုက်ခိုက်ခဲ့ကြရကတကားပွင့်သွားပြီးအလောင်းဖျားရဲ့တပ်တွေမြို့ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြပါအဲ့ဒီပွဲမှာတော့40လူရဲကောင်း35ယောက်ခန့်တော့ကြာဆုံးသွားခဲ့ပါဟန်တာဝီရဲ့ဘကူးမြို့အထိရောက်ရှိလာခဲ့ပါပထမဘကူးမြို့ကျုံးရီကိုပထမဆုံးဘကူးမြို့ကျုံးရီကိုဖောက်လွှတ်လိုက်ပါတယ်ကျုံးရီဟာရဲရဲနေလျက်ဖြစ်နေခဲ့တာအဲ့ဒါကြောင့်ပဲလက်ဝဲသွန်ရအမကြီးကရခင်သူရှင်တကာရုပ်ပြီးလက်ထက်ကလည်းမင်းတရားရှိသူလောက်ကျန်စင်ကယခုကဲ့သို့ကျုံးရီဟာရဲရဲနေလျက်ကြာဆုံးခဲ့ရဖို့ကြောင့်၆တဲ့အခါမှာတော့အလောင်းမင်းတရားကြီးကယခုလဲဟန်တာဝီပြတ်ဖို့နမိတ်လို့ငါကြံလင်ခံနိုင်ပါမည်လို့လက်ယုံဆန်တန်ခဲ့ပါတယ်တရက်မှာတော့အလောင်းမင်းတရားကြီးဘူရှုခံနေချိန်မှာဟန်တာဝီမြင်းဆေလွတ်လိုက်တဲ့ဘုန်းတော်ကြီးနှစ်ပါးရောက်ရှိလာခဲ့ပါလာရင်ကိစ္စကိုရှောက်တင်ခိုင်းတော့ရာဇာတိတမင်းလက်ထက်ကအိမ်ဝကိုတိုက်ခဲ့စဉ်ကဘုန်းတော်ကြီးများမြတ်တာရက်ခံခြင်းကြောင့်အေးချမ်းခဲ့ဖို့ကြောင့်မင်းတရားရှိသည့်ရက်ခံကိုတိုက်တော့လေဘုန်းတော်ကြီးများရဲ့ရက်ခံဘုန်းတော်ကြီးများရဲ့မြတ်တာရက်ခံကြောင့်ပဲအေးချမ်းခဲ့ကြောင်းရှောက်တင်တဲ့အခါမှာတော့အလောင်းမင်းတရားကဘယင်မင်းကောင်နဲ့ရာဇာတိတို့ဟာအရေးတူတာဖြစ်တယ်အင်အားမျှတဲ့အခြေအနေမှာရှိတယ်မင်းတရားရွှေထီးဟာရက်ခံကိုတိုက်ခိုက်စဉ်ကလက်ဆောင်ပနာများဆက်တာခံခဲ့ရလို့ပြန်ခဲ့ရခြင်းဖြစ်တယ်ယခုတပည့်တော်အနေနဲ့ရန်ကုန်မှာတနှစ်ကျော်တိုက်ခိုက်နေကြရကဟန်တာဝီမင်းဟာတုတအာကိုနဲ့ပြန်ပြီးတော့ခုခံခဲ့တယ်လက်ဆောင်ပနာလည်းမရခဲ့ဘူးဒါကြောင့်ဘကူးကိုမရပဲတပည့်တော်မပြန်ပါလို့ရှောက်ထားခဲ့ပါမင်းတရားကြီးလည်းဘကူးပြည်နဲ့စီဒီအရမှာချပြီးစီရီမြောက်ကိုစီမံနေခဲ့ပါအဲ့ဒီနေရာကိုစိတုဝတီလို့ခေါ်တွင်ပြီးမြို့တစ်ဒီခဲ့ပါဟန်တာဝီဘက်မှစစ်တီ9000ကျော်ဟာညအချိန်ပုံအောင်နေပြီးနက်နက်တကားဖွင့်တဲ့အချိန်မှာအတင်းဝင်ရောက်တိုက်ခိုက်ရာအစောပိုင်းဖေယိုဖေရဲဖြစ်ခဲ့ပေမဲ့ပြန်လည်စူးစီးပြီးတိုက်ခိုက်ချိန်မှာတော့ဟန်တာဝီတပ်များရှုံးပြီးတော့မြို့အတွင်းတို့ပြန်ဝင်ပြေးခဲ့ရပါတယ်အဲ့ဒီချိန်မှာတော့မြို့ပြင်ထွက်မတိုက်တော့ပဲမြို့တွင်းမှာသာနေခဲ့ပါတော့ဒီတစ်ပွဲမှာတော့မင်းတရားတက်ကြီးကခွန်အားဗလာကြီးမာတဲ့သူရဲကောင်းရွေးချယ်ခဲ့ရာအယောက်တရာမှာတယောက်သာရွေးချယ်ခဲ့နိုင်ခဲ့ပြီးသူရဲကောင်း650ရရှိခဲ့ပါကြံတက်များကိုတော့မြို့ကိုဝန်းရံထားစီပြီးသူရဲကောင်း650ကမြို့တွင်အတင်းဝင်ရောက်စေခဲ့ရာအတွင်းရောက်လူများကိုနေအိမ်များကိုမိရှို့တိုက်ခိုက်ခဲ့ရာကတကားဖွင့်ပေးခဲ့ပါအလောင်းမင်းတရားကြီးကဝင်ရောက်တိုက်ခိုက်ချိန်မှာတော့ဟန်တာဝီအပြင်မြို့ကိုရရှိခဲ့အဲ့ဒီချိန်မှာတာလီဘန်ကဟန်တာဝီဘရင်မင်းမြတ်ထံမင်း900နဲ့လူ9000တောင်းပြီးထွက်တိုင်မယ်လို့ဆိုခဲ့ပါတယ်အမှန်တကယ်တော့မတိုက်ဖဲမြို့တော်မှထွက်ခွာတွားခဲ့တာပါမင်းတရားကြီးတပ်ကလည်းတာလီဘန်ရန်လိုဟန်မရှိတာကြောင့်မတိုက်ခိုက်ပဲလှုပ်ပေးခဲ့ပါတယ်အင်အားမရှိတော့တဲ့ဟန်တာဝီဘရင်ဟာတမိတော်တပင်နိုင်နိုင်ရှင်ကို1118ခုနှစ်ပြာဒိုလာဆိုင်6ရက်နေ့မှာဆက်တာခဲ့ပြီးအေဂျင့်စီခဲ့ပါတယ်ဒါပေမဲ့အလောင်းမင်းတရားကြီးကတော့မယုံတတိနဲ့တာနေခဲ့ပါတက်ကိုလည်းပြန်လဲအတင်းရှိစေရန်မှာချခဲ့တန်တရားရှိတဲ့အတိုင်းဟန်တာဝီတပ်သား9000ခန့်ဟာအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာကမအောင်မြင်ပဲကြာဆုံးကုန်ပါတယ်အလောင်းမင်းတရားကြီးကလည်းနမ်းမြို့တဲကိုညာတိုင်းအမြောက်ဆန်ဆယ်လုံးပြစ်တွင်းစေခဲ့ပါအလောင်းမင်းတရားကြီးဟာတန်လင်မြို့တိန်းစင်ကတူရဲကောင်း139ရွေးချယ်ထားပြီးတောက်လျှောက်ထိုးနဲ့တိုက်ခိုက်စေခဲ့ရာဟန်တာဝီဘင်းရဲ့တပ်တွေဟာကြောက်ရွံ့ပြီးမတိုက်ရဲတော့တဲ့အထိဖြစ်လာခဲ့ပါတယ်ဟန်တာဝီဘင်းဟာမြောက်တကားကနေထွက်ပြေးဖို့ကြံခဲ့ပေမဲ့မင်းတရားကြီးရဲ့တပ်များကဝိုင်းရန်တားဆီးထားတဲ့ကြောင့်နန်းတွင်းမှာပဲပြန်နေခဲ့ရပါဟန်တာဝီဘိုမူမတ်တို့ဟာအလောင်းဖျားထံလက်နဲ့ချခဲ့ကြပြီးအလောင်းဖျားကလည်းလွန်တွင်းတဲ့သူတွေကတော့လွန်စေယခုချိန်ကစပြီးလူမတက်ရမညှဉ်းပန်းရလို့မောင်ကြီးနှန်းခတ်ပြီးနန်းမြို့တွင်ကိုဝင်ခဲ့ပါတယ်အိန္ဒိယကြီးရဲ့ရဲများကထီပြူလှဲသူကလည်းစီပဟိုကိုဖောက်သူကဖောက်နေလုံးလိုက်ကြပါတယ်ဘုရားကတော့တီကြီးရဲ့အိန္ဒိယနဲ့ဘကူနန်းတော်တွေကိုဝင်သိမ်းခဲ့ပါတယ်
ဒီမှာ2လခန့်နန်းဆိုင်ပြီးရန်ကုန်မြို့ကိုစုံစင်းက10ရက်ခန့်နားဥတော်မူပြီးတော့ရွှေတပုံစီတီတော်မွမ်းမံပြင်ဆင်ခြင်းတောင်များဆောက်လုပ်ခြင်းများပြုလုပ်လှူဒါန်းခဲ့ပါတယ်1119ခုနှစ်တော်တလင်းလာပြီးကျော်10ရက်နေ့မှာတော့ရတနာတင်ကမင်းနေပြည်တော်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်